နော်ဒီကလူတိုင်းပါလေကိုယ်စိတ်ကကိုဘာလို့လဲတဲ့ဆိုတာသိဖို့ပဲလိုတယ်နော်ဒါပဲဟုတ်တယ်မှာကိုလင်းအောင်ရှင်းတယ်ရေသက်ချရင်ကိုလင်းကိုချစ်တဲ့ကိုလင်းရှုနေတဲ့9ရက်သားသမီးထည့်ပြီးတော့ရေသက်ချမယ်နော်အဲ့ဒါကြောင့်လှူတဲ့လူပါမှာပဲဒါပဲနော်ဖုန်းခေါ်မနေတော့နဲ့အလူငွေထည့်မဲ့သူရောကိုယ့်ဘာကိုယ်တာဖုန်းနံပါတ်တွေရှိနေတာပဲနော်ကောင်းတဲ့ကိုထည့်ခြင်းထည့်လိုက်ဒါပဲနော်စိတ်တော်လာပြီတဲ့မန်းကိုမဖတ်ဘူးတဲ့ထိုင်းကမလို့ပါတဲ့ထိုင်းကလည်းဖုံးဆက်တာပဲထိုင်းကဝင်တဲ့လူတွေမှာတဘောဝီးကိုလေးရှိမှထိုင်းကအများဆုံးပဲဝင်တဲ့လူနော်ထိုင်းကဝင်တဲ့လူအများကြီးပဲနော်ထိုင်းကလူတွေလည်းဖုံးဆက်တာပဲနော်မလေးကလည်းဖုံးဆက်တာပဲနော်13 14 18 19တင်းနဲ့ပတ်သက်တဲ့ကဏ္ဍအဲ့မှာ18တကွသတိထားဟုတ်ပြီလားကဲလာပြီ6နဲ့ပတ်သက်တာပြောမယ်ဝမ်းကြီးက16 13 14 18 19နော်မနက်ဖြန်90နဲ့98ကထဲ့ဟုတ်ထိုးရမယ်နော်90နဲ့98ကထဲ့ဟုတ်ထိုးရမယ်နော်90 98 6ကမနက်ဖြန်တောက်ကြနေကောင်းတယ်ဗျာကြိုက်တယ်ဘာကြောင့်လဲပြောလိုက်မယ်စိန်မာစရာကြီးက619ဖြစ်နေလို့နော်6ကရတာပဲ6ဆိုရင်90 98ရတာပဲနော်ဒါမှတောက်ကြနေနေကုန်မှာစိန်မာစရာကြီးက619ဆိုတဲ့စိန်မာစရာကြီးဖြစ်နေတယ်အဲ့ဒါကြောင့်မလို့68တို့60 65နဲ့90နဲ့98ကအရန်ကောင်းတယ်ဟုတ်ပြီလားနော်ကဲဝမ်းချင်းလေးကတော့16ဝမ်းချင်းအမှန်မှကျွန်တော်ကိုလည်းနေ1နဲ့ပတ်သက်တဲ့ကဏ္ဍက13 14 18 19နော်1နဲ့ပတ်သက်တဲ့ကဏ္ဍက13 14 18 19နော်13 14 18 191နဲ့ပတ်သက်တဲ့ကဏ္ဍလေးက13 14 18 19 6နဲ့ပတ်သက်တာက63 64 68 69အမှ68တကွက်တတိထားကဲဒါပြီကျွန်တော်ကြိုင် main တင်ကွက်ပြောမယ်နော်1နဲ့ပတ်သက်တာက13 14 18 19 6နဲ့ပတ်သက်တာက63 64 68 69 63ကထွက်ပြီးသားနော်63ကထွက်ပြီးသားအဲ့ဒီစား60ထည့်လို့ရတယ်နော်6နဲ့ပတ်သက်တာက60 64 68 69အမှ68တကွက်တတိထားနော်63ကထွက်ပြီးသားဖြစ်တဲ့အတွက်မလို့60ထည့်လို့ရတယ်63စားနော်13 14 18 19 18တတိထား60 64 68 69 60တတိထား63ကထွက်ပြီးသားဖြတ်လိုက်60ထည့်ဟုတ်ပြီလားဒါမှမဟုတ်ပြန်ကနန်းပြည့်ထည့်ထိုးခြင်းနဲ့ထည့်ထိုးကိုเจ้าနဲ့ကိုဟုတ်ပြီလားကျွန်တော်ကတော့ပယ်တယ်ဗျာရှုံးလို့တောက်ကြနေရကျွန်တော်